ဒီနေ့ကျွန်တော်တင့်ကိုမေကွန်းတစ်ခုမေးချင်ပါတယ်တင့်မှာလှုပ်ချင်တာကြပြီဖြစ်တဲ့အိမ်မက်တစ်ခုရှိပါသလားဥပမာ YouTube channel တစ်ခုဖွင့်ချင်တာလားဘာသာစကားတစ်ခုကိုကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်ချင်တာလားကိုယ်ပိုင် business တစ်ခုစချင်တာလားဒါမှမဟုတ် gym သွားပြီးတော့မှတင့်ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲပစ်ချင်တာလားအဲ့ဒီအိမ်မက်တွေကတင့်ရဲ့ခေါင်းထဲမှာရှိနေတာဘယ်လောက်ကြာပြီလဲအချိန်အဖြစ်တစ်လလားတစ်နှစ်လားဒါမှမဟုတ်နှစ်ပေါင်းများစွာလားလူအများစုရဲ့ပြဿနာကအိမ်မက်မရှိတာမဟုတ်ပါဘူးစတင်ဖို့အတွက်ကြောက်နေကြတာဖြစ်ပါတယ်ဥပမာရေကူးတက်ချင်တဲ့လူတစ်ယောက်ကိုစဉ်းစားကြည့်ကြရအောင်ရေကူးနီးစာအုပ်10အုပ်ကိုဖတ်တယ်နေ့စဉ်နေ့တိုင်း YouTube channel မှာရေကူးနီးတွေကိုလေ့လာတယ်ရေကူးနီးပြရေကူးကျွမ်းကျင်သူတွေရဲ့အကြံဉာဏ်တွေကိုအမြဲတမ်းနားထောင်တယ်ဒါပေမဲ့အဲ့ဒီလူကရေကူးကန်နေတော့ခြေတလန်းမှမချခဲ့ပါဘူးဒါဆိုရင်ကျွန်တော်မေးချင်တယ်သူဘယ်တော့ရေကူးတက်မလဲအဖေကတော့ရှင်းပါတယ်သူဘယ်တော့မှရေကူးတက်မှာမဟုတ်ပါဘာလို့လဲဆိုတော့ရေကူးနည်းကိုတိတာနဲ့ရေကူးတက်တာမဟုတ်ပါဘူးတင်တိပါသလားလေရင်တစင်းကိုမြေပြင်မှာရပ်ထားမယ်ဆိုရင်အဲ့ဒီလေရင်ရဲ့အလုံးကြုံဆုံးအချိန်ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလေရင်ကိုတိဆောက်ခဲ့တာဟာမြေပြင်ပေါ်မှာရပ်ထားဖို့မဟုတ်ပါဘူးတောင်းကင်ပေါ်မှာပြန်တန်းဖို့ပဲဖြစ်ပါတယ်တင်လဲဒီလိုပါပဲတင့်ကိုအိမ်မက်တွေရှိအောင်ဖန်တီးထားတာဟာအကြောင်းမဲ့မဟုတ်ပါဘူးစမ်းကြည့်ဖို့စူးစမ်းဖို့ရှုံးနေဖို့ပြန်ထဖို့ကိုဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အဖြစ်အားလုံးကိုမဆောင်ပါနဲ့ယုံကြည်မှုအပြည့်ရမယ့်အချိန်ကိုလည်းမဆောင်ပါနဲ့အချိန်ကောင်းကိုမဆောင်ပါနဲ့အောင်မြင်တဲ့လူတွေဟာစတင်ဖို့ဘယ်တော့မှမကြောက်ခဲ့ကြပါဘူးသူတို့ဟာကြောက်နေတဲ့အစားသူတို့ရဲ့အိမ်မက်တွေကို start ဆိုတဲ့ button ကိုနှိပ်ပြီးတော့မှစတင်ခဲ့ကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့တစ်မှာအိမ်မက်တွေရှိတယ်ဆိုရင်အချိန်ကောင်းတွေ perfect plan တွေကိုမဆောင်ပါနဲ့ start ဆိုတဲ့ button ကိုဒီကနေ့ပဲစတင်ပြီးတော့မှနှိပ်လိုက်ပါစတင်ဖို့ကြောက်နေတဲ့လူတွေအတွက်တော့အောင်မြင်မှုဆိုတာပေါ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ start ဆိုတဲ့ button ကိုဒီကနေ့ပဲစပြီးတော့မှနှိပ်လိုက်ပါလို့အကြံပေးချင်ပါတယ် Life Experiences by Shin